cancer ကိုကုနိုင်တာကိုခုခံအားပဲအကောင်းဆုံးပဲအကောင်းဆုံးလက်နဲ့ကကိုရဲ့ခုခံအားအဲ့တော့တလောကဒီနယူးယောက်မှာတော့မှเนาะအဖိုးကြီးတယောက်ရှိတယ်သူကအဆင့်4ပေါ့เนาะ stage 4 lung cancer ဖြစ် lung cancer ဖြစ်တဲ့ခါကျတော့ तू ဆေးကုဖို့ကလည်းပိုက်ဆံမရှိဘူးသူ့ဆရာဝန်တွေကပြောတယ်6လလောက်ပဲနေရမယ်တဲ့ဆိုတော့ကဲမထူပါဘူးတေမဲ့တူတူဆိုပြီးတော့ तू သူ့တိုင်းပြည်သူပြန်သွားတယ်ပြန်သွားပြီးတဲ့ခါကျတော့သူ့ရဲ့နော်အမျိုးတွေနဲ့မိတ်ဆွေတွေနဲ့သူ့ဖတ်သူအပင်လေးစိုက်ကိစ္စမရှိဘူးငါတေဝိုင်းရင်လဲကျန်တဲ့လူတွေစားရတာပေါ့နော်စိတ်ချမ်းချမ်းသာသာလေးနဲ့သူ့ church ကလေးကိုသွားတေလည်းကိစ္စမရှိပါဘူးဟော तू က notice လုပ်မိတာတဖြည်းဖြည်းအားပြန်ရှိလာအားပြန်ရှိပြီးတော့ဟာသူတို့ပြောတာ6လနဲ့လည်းမသိဘူးတစ်နှစ်နဲ့လည်းမသိဘူးနောက်သူ2နှစ်3နှစ်ကြာတော့အမေရိကကိုပြန်လာပြီးဆက်လိုက်တဲ့ခါကျကင်ဆာဘာမှမရှိတော့အဲ့တော့ရန်ဓာမျိုးတွေကနော်အဲ့ဒါတကယ်အဖြစ်အပျက်တွေအဲ့တော့ကင်ဆာတို့ဒီ B ပိုးတို့ C ပိုးတို့အကောင်းဆုံးอ่ะလေကိုယ့်ရဲ့ခုခံအားပဲအဲ့တော့ခုခံကအကောင်းအောင်နော်ကိုလုပ်လို့ရတယ်နော်အဲ့ဒီတော့အရေးအကြီးဆုံးကိုကဘာလုပ်နိုင်လဲဆိုတော့ဒီလေကတော့မရှူရင်မရဘူးလေဒီတိုင်းပြည်မှာနေတယ်ဆိုတော့ဒီလေပဲရှူရမှာနော်ရေကိုနည်းနည်း control လုပ်လို့ရတယ်ကို control လုပ်လို့ရတာအစားတော့နော်တတ်နိုင်ရင်လမ်းမှာမစားကြနဲ့ဘာကြောင့်လဲဆိုတော့လမ်းမှာကနော်အပြင်မှာတော့ခင်းကျင်းထားတယ် even hotel အကြီးတွေမှာတော့သူတို့မိဖို့ကြောင်မှာဘာတွေကျန်တဲ့ချက်နေစကိုလည်းမသိဟုတ်တယ်မလားစီတွေကလေအထူးသဖြင့်စီကအရန်ရေးကြည့်တယ်နော်ဒီမှာကတော့သိတယ်မလားအုံးစီကိုကြောက်ကြတယ်ဒါပဲစီပါညာဒါပေမဲ့လို့များသောအားဖြင့်ပစ္စည်းတွေကလည်းရှားတော့လူတွေကစီကိုမသွန်ပြစ်ကြဘူးပြန်သုံးရတယ်လေဒါပေမဲ့နော်စီကအပူပေးပြီးရင်ဓာတ်ကလုံးဝပြောင်းသွားပြီနော်ဒါကြောင့်မလို့လေနောက်ပိုင်းဟင်းချက်လို့ရှိရင်လေသိစီတွေမတတ်ကြနဲ့လုံးမိချက်သိတယ်မလားစီတတ်ရင်စီကိုတအားပူအောင်လုပ်ရတယ်မလားဟာကြက်သွန်နေပါလိတတ်စီကအဲ့လိုတအားပူလိုက်ပြီဆိုရင်ဓာတ်ကလုံးဝပြောင်းသွားပြီနော်ဓာတ်ပြောင်းသွားပြီးတော့အဲ့ဒီ C itself က cancer ဖြစ်တယ်နော်အထူးသဖြင့်ဒီမှာသုံးတဲ့ vegetable oil ဟိုပါလေဒီမှာသုံးတဲ့စီတွေပေါ့နော်အရန်ကြောက်ဖို့ကောင်းတယ်အဲ့ဒီတော့နောက်ပိုင်းလေကျမဆိုဟင်းချက်တာပါလုံးဝပြောင်းသွားပြီဟိုပါပေါ့နော် even ငံပြာရည်တောင်မှခုခေတ်မှာနော်အချုံမုံနေနော်ဒါမှမဟုတ်ဟင်းကငံပြာရည်ထည့်လိုက်ရင်ဘာကြောင့်ကောင်းသွားတာလဲချုံမုံညောင်အဲ့တော့ဒီငံပြာရည်ငပိနောက်ပြီးတော့အဲ့လူတွေကလည်းနော်ဘာညာထည့်ကြတာပေါ့ရှောက်ပြီးတော့အဲ့တော့အဲ့ဒါသတိထားကိုမပါစီနဲ့နော်အဲ့တော့အထူးသဖြင့်နော်မျိုးသမီးတွေနော်အဲ့ဒါဟင်းချက်တာဘာညာကိုကလေဟိုတည်တည်ချာချာလေ့လာပြီးတော့လေကိုကအိမ်မှာကောင်းကောင်းလုပ်ရင်တအိမ်သားလုံးလဲကျမ်းပါမယ်နော်နောက်ကိုယ့်ရဲ့တငယ်ချင်းတွေကိုယ့်ရဲ့မိတ်ဆွေတွေကိုလည်းပြောပြနော်နောက်ပြီးတော့အဲ့ဒီဒီမှာသုံးတဲ့non stick အိုးတွေရှိတယ်မလားမကတ်တဲ့အိုးတွေလေအဲ့ဒါနော်မီးဘိုပေါ်မှာဒီတိုင်းအပူ heat လုပ်လို့မရဘူးနော်စီမပါပဲနဲ့အကုန်အဲ့ဒီ cancer ဓာတ်တွေထွက်လာသူတို့ကအဲ့ဒီ chemical နဲ့ coat လုပ်ထားတာလေအဲ့ဒီဒေအိုးတွေကနော်အဲ့တော့တချို့တွေဆိုဒီမှာဆိုလို့ရှိရင်အဲ့လိုပေါ့နော်ဒေအိုးကြီးကိုတင်ပြီးတော့မီးကိုဖွင့်ထားလိုက်တယ်လေပြီးမှစီထည့်တာမလားအဲ့ non stick တွေနဲ့လုပ်ရင်အဲ့လိုလုံးဝမလုပ်နဲ့နော်အဲ့ဒါ cancer ဖြစ်တယ်နော်စီနဲ့တခါတည်းထည့်အကယ်၍တက်နိုင်ရင်တော့မသုံးနဲ့သုံးရမယ်ဆိုရင်စီပါတခါတည်းထည့်ပြီးတော့နောက် तू ကအဲ့ဒီမီးကိုလေအရန်ပူအောင်လုပ်လို့မရမီး medium လောက်နဲ့ပဲเนาะအဲ့ဒါတွေကလည်း cancer causing agent တွေပဲအရန်ကြောက်ဖို့ကောင်းတယ်အပြင်မှာလေအဲ့တော့ cancer မဖြစ်အောင်နေကြเนาะနောက်ပြီးတော့အဲ့ဒီအသက်ကြီးလာလို့ရှိရင်เนาะလူတွေကသတိမေ့ပြီးတော့เนาะအဖိုးကြီးဖွားကြီးပေါ့เนาะကိုယ့်ရဲ့အဖေအမေเนาะအဖိုးအဖွားတွေကအဲ့လိုပဲသတိတွေမေ့ပြီးတော့အဲ့ဒါလူတွေကထင်တာပေါ့เนาะအသက်ကြီးလို့ဖြစ်တာဟုတ်တယ်မလားအဲ့တော့အသက်ကြီးရင်အသက်ကြီးတိုင်းဘာဖြစ်လို့ဖြစ်ရမှာလဲအကြောင်းတော့ရှိရမှာပါအကြောင်းမရှိဘဲနဲ့ဘယ်တော့မှဖြစ်ဘူးเนาะအဲ့ဒီအကျိုးတစ်ခုကအကြောင်းမရှိဘဲနဲ့လုံးဝမဖြစ်ဘူးအဲ့တော့သူတို့ကသနာဖို့ကောင်းတာကိုယ့်ရဲ့အတော်တွေကြီးတော်တွေเนาะအဖိုးတွေဖွားတွေကသူတို့ကလိုနေတာဗီတာမင်ဓာတ်တွေเนาะ B12 အသက်ကြီးလာတဲ့ခါကြလို့ရှိရင်เนาะဒီ stomach က acid ဓာတ်ကလုံးဝမရှိတော့ဒီ B12 ကစားနေပေမဲ့လို့လည်းမရတော့ဘူးအဲ့ဒီ B12 မရှိရင်သတိမေ့မှာပဲအဲ့တော့ကိုကဘာလုပ်လို့ရလဲ B12 type ပေါ့အဲ့ဒါဆိုလုံးဝကိုလေတချို့တွေဆိုရင်လေဟွာပေါ့နော်စိတ်မနှံ့တယ်လို့တောင်ဖြစ်တယ်အဲ့ဒါလေ B12 injection ပေးလိုက်တခါတည်းကောင်းသွားအဲ့တော့ဒီ vitamin C ကလိုလားဆိုအရန်လိုတယ်ခုခေတ်မှာပိုတောင်လိုသေးတယ်ဘာကြောင့်လဲဆိုတော့ပတ်ဝန်းကျင်ကလည်းလုံးဝပြောင်းသွားပြီ
အစားအသောက်တွေကလည်းလုံးဝပြောင်းသွားပြီရေကလည်းပြောင်းသွားပြီဟုတ်တယ်မလားဒီကိုကလည်းအဲ့လိုပေါ့နော်လမ်းမှာမအားတဲ့ခါကျတော့ဟိုဟာဝယ်စားဒီဟာဝယ်စားဘာတွေပါမှန်းလည်းမသိဘူးအဲ့တော့မတောက်ရင်မရအဲ့တော့မတောက်လို့ရှိရင်ကိုလည်းသူများတွေလိုပါမှာပဲစီးကြိုလည်းအဲ့လိုပဲเนาะစီးကြိုဆိုရင်လူတွေကစီးကြိုဖြစ်တယ်ဆိုဆရာဝန်သွားပြရင်ဆေးတွေပေးတယ်ဒါစီးကြိုကြတယ်ဆေးဒါပေမဲ့ဘယ်သူမှမပြောပြဘူးဘာကြောင့်ဖြစ်တာလဲဟုတ်တယ်မလားအဲ့တော့ဒီစီးကြိုချတာကောင်းပါတယ်မကောင်းဘူးသို့တော့ဒီစီးကြိုချခြင်းအပြင်ဘာအကျိုးရှိလဲဆိုရင်သွေးကြောသေးသေးလေးတွေမှာဖြစ်တဲ့ယောဂကိုကာကွယ်တယ်နော်ဒါပေမဲ့တချို့တွေကြတော့လေအစားအသောက်ကလည်းမထိနိုင်တော့အင်ဆူလင်တွေထိုးကြတယ်အင်ဆူလင်ထိုးရင်အဲ့ဒါပြဿနာတက်ပြီဘာကြောင့်လဲဆိုတော့ဒီအင်ဆူလင်က तू ကထိုးလိုက်လို့ရှိရင် तू က fat storage hormone ဆိုတော့ဟိုဟာဖြစ်တယ်တအားဝလာတယ်လူကနော်ဝလာတယ်ကိုလက်စထရောတွေတက်လာတယ်သွေးတိုးလာတယ်နော်အဲ့တော့ဒီ sugar တစ်ခုတည်းကိုသွား control လုပ်လို့နော် heart attack တို့နော်တခြားဟာတွေမဖြစ်ဘူးလားဆိုဖြစ်တယ်နော်အဲ့တော့ဒီဒါကြောင့်မလို့ကျမပြောတာအကျိုးနဲ့အကြောင်းကအမြဲအတူတူဖြစ်နေအခုခုခေတ်မှာပေါ့နော်လူတွေကအကျိုးကိုပဲ treat လုပ်နေဥပမာဆရာဝန်စီသွားတယ်ခေါင်းကိုက်တယ်ရောဒီစေးတော့ဆိုတော့ဒါက तू ကအကျိုးကိုပဲ treat လုပ်လိုက်တာဒီအကြောင်းကိုသွားပြီးတော့မလုပ်သမျှမရနော်အဲ့ဒီအတွက်ကြောင့်မလို့ကျမပြောချင်တာနော်အခုခေတ်မှာကနော်အစားအသောက်ကလည်းခက်တယ်လေအဲ့တော့ပြောရမှာခန္ဓာကိုယ်အတွက်ဒါဆိုရင်ခန္ဓာကိုယ်ရောင်ကိုင်းခြင်းကြောင့်ဖြစ်တယ်ဆိုရင်နော်ခန္ဓာကိုယ်မရောင်ကိုင်းအောင်ဘယ်လိုလုပ်မလဲအဲ့တော့ကိုယ်တိုင်းပြည်နဲ့စီလျော်တဲ့ဟာပဲပြောရမယ်လေကိုယ်တိုင်းပြည်မှာဝယ်လို့မရတာတွေရှောက်ပြောရင်လကားပဲဟုတ်တယ်မလားအဲ့တော့အကောင်းဆုံးကလေရှေးလူကြီးတွေသိမှန်တာပဲရှေးလူကြီးတွေကလေစနွင်းတိုက်တယ်မလားစနွင်းကလေအဲ့ဘယင်ပဲနော်အဲ့ဒါစနွင်းတောက်တဲ့အခါကျရင်ကျွန်မပြောပြမယ်ရေနဲ့တောက်လို့မရဘူးနော်စနွင်းအမှုန့်တွေကိုရေနဲ့တောက်လို့မရဘူးစနွင်းအမှုန့်ကိုစီလေးနဲ့ဖြော်ရမယ် तू က fat soluble လေဘာနဲ့ပြောဥမာတန်လွင်စီလေးရှိရင်ဇွန်းထဲမှာလေတန်လွင်စီထည့်ပြီးအဲ့မှာစနွင်းလေးကိုဖြော်လိုက်ပြောသွားရေနဲ့ဖြော်ကြည့်စနွင်းကလုံးဝမပြောအဲ့တော့တကယ်ကိုနော်အာနိသင်များခြင်းလေအဲ့ဒီစနွင်းကိုလေစီလေးနဲ့ဖြော်လိုက်နော်တန်လွင်စီကတောက်ဖို့ဆိုရင်ချက်ဖို့မဟုတ်ပါဘူးတောက်ဖို့ဝယ်လို့ရှိရင်ဒီလောက်ကြီးလက်စေးမကြည့်ဘူးလေကိုကျမ်းမာရေးအတွက်အဲ့ဒါမနေ့တစ်ခါညတစ်ခါတောက်လိုက်အဲ့ဒါ it's the king of anti inflammation ခန္ဓာကိုယ်ရောင်ကိုင်းခြင်းအတွက်ဘယင်အဲ့ဒါပဲနော်အဲ့ဒါနောက်တစ်ခုအရန်ကောင်းတာပါလဲဆိုအရွက်တွေနော်ဒီအရွက်တွေကနော်ဒီတိုင်းစားမယ်ဆိုလို့ရှိရင်အရွက်တွေကိုမစားနိုင်ဘူးရင်ကပြည့်လာနော်အဲ့တော့အရွက်တွေကိုတစ်ချက်ကလေးရင်နွေးထဲမှာပြုတ်လိုက်နော်ပြုတ်လိုက်ပြီးတော့အရွက်10မျိုးလောက်ကိုဟိုကြိတ်တဲ့ဆက်တည်တယ်မလား blender အဲ့ဒီ blender ထဲမှာကြိတ်ပြီးတော့တခါတည်းတောက်လိုက်ရင်ကင်ဆာလည်းမဖြစ်ဘူးစီးကြိုလည်းကျတယ်အရန်ကောင်းတယ်နော်ဝန်းလည်းမှန်သွားတယ်လုံးဝကိုယောဂတွေတကယ်ကိုပျောက်တာအဲ့ဒါကျမကလေမယုံလို့စမ်းကြည့်တာတကယ်ကျမလေအဲ့ဒီကျမဆိုအခုနော် keep me ပေါ်စီဘာစီမှမတောက်ဘာကြောင့်လဲဆိုတော့ side effects တွေအရန်များတယ်ကိုကဥမာသွေးစီးကြိုပေါ့ဘူးကိုကသွေးတိုးရှိတယ်ဆိုရင်နော်ကိုရမယ် effect ကတစ်မျိုးတယ်သူ့မှာကိုမလိုချင်တဲ့16မျိုးပါရှိတယ်အဲ့တော့အရင်တော့ကကျမသွေးတိုးယောဂရှိတယ်ဆိုတော့ဆေး3မျိုးတောက်ရတယ်ဟာတခါတည်းဟိုကိုရီးယားလေရိုက်ထားတယ်လို့ပဲနာတာမနေ့အိယာထားရင်လည်းခြေတော့တောင်မထောက်နိုင်ဘူးအသားတွေနာကျမအဲ့ဒီကနေစပြီးမဟုတ်တော့ဘူးတခုတော့မှားနေပြီဆိုတော့ကျမစပြီးတော့ဒီဟိုပါပေါ့နော်ဒီစာဖတ်တာပေါ့စာဖတ်တယ်ဆိုတာအခုဆေးပညာကလည်း2မျိုးရှိတယ်တစ်မျိုးကဘာလဲဆိုတော့သမယိုးကြဆရာဝန်တွေဥမာဒါဖြစ်ရင်ဒါတောက်ဒါဖြစ်ရင်ဒါတောက်ဆိုရေးတာတယ်နောက်တစ်မျိုးလူနည်းစုကဘာလဲဆိုသူတို့ကပြောတယ်မဖြစ်နိုင်ဘူးနော်ဒီအကျိုးတွေကိုယူပဲ light treat လုပ်ရင်မဖြစ်ဘူးအကြောင်းကိုသွားပြီးတော့ attack လုပ်ရမယ်ဆိုပြီးတော့အဲ့ဒီဆရာဝန်တွေကတဘာဝနည်းနဲ့ကုတဲ့ဆေးပညာထွက်လာနော်နောက်ပြီးတော့အဲ့ဒါနဲ့ပတ်သက်လို့လဲ anti aging ပေါ့နော်လူတွေကိုအသက်ကြီးလာရင်မိုးအိုအောင်ဘယ်လိုလုပ်ရမလဲဆိုအဲ့ဒီပညာရပ်ကအခု something new ပေါ့နော်အခုဆိုရင်ကျမကလုံးဝဒီခေတ်ပေါ်ဆေးတွေကဘယ်အချိန်ခါမှာကောင်းလဲဆိုတော့အရေးပေါ်အခါမှာကောင်းတယ်ကိုက heart attack ရတဲ့အခါလေဖြတ်တဲ့အခါနော်နမိုးနီးယားဖြစ်တဲ့အခါအဲ့ဒီအတွက်တော့ကောင်းတယ်သို့တော့ဒီနာတာရှည်ယောဂါတွေအတွက်ကလုံးဝမကောင်း